ယောဂီအလုံးချိန်မိနစ်40တရားထိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့အမျိုးသားများကတင်မြင်ကွေးထိုင်မှာမျိုးသမီးများလည်းတင်မြင်ကွေးထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ကွေးထိုင်တဲ့အရိယာပုမှာဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုအပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေမထမ်းမိပါစေနဲ့မဖိမိပါစေနဲ့တင်မြင်ကွေးထိုင်တဲ့အရိယာပုကိုစိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များအနေနဲ့သင်္ကန်းတွေအမျိုးသားယောဂီများအနေနဲ့အင်ကြီးတွေပစိုးတွေအမျိုးသမီးယောဂီများအနေနဲ့အင်ကြီးတွေလုံကြီးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့10မိနစ်15မိနစ်လောက်ဆိုဘိုးထေတွေကတွန်းထားသလိုဆွဲထားသလိုဖြစ်တတ်ပါတယ်တင်မြေခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ထားပြီးပြီဆိုရင်လက်မထိတ်ထိလို့အဆင်ပြေရင်ထိထားလိုက်ပါလက်မထိတ်ထိလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးအရိယာပုငြိမ်ဖို့ကအဓိကပါခါလေးပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွဲဆန့်တာမျိုးမလုပ်ပါနဲ့သူ့တဘာဝတိုင်းထိုင်နေတဲ့ပုံစံလေးပုံမှန်လေးပဲထားပေးလိုက်ပါခေါင်းရှည်မငုပ်စေနဲ့ခေါင်းရှည်ငုပ်ရင်ကိုယ်ကျော်ကြီးကတင်းလေးပြီးတော့ငိုက်တတ်ပါတယ်ခေါင်းနောက်လည်းမလန်းစေနဲ့ခေါင်းနောက်လန်းရင်လည်းကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်ကိုယ်ခန္ဓာကိုယ်ရဲ့အနေထားအချိုးအစားကိုသေချာချိန်ပြီးထိုင်ပါမျက်စိကိုဇင်းငယ်များမိတ်ပါမျက်စိကိုဘာလို့မှိတ်ခိုင်းတယ်လဲဆိုရင်မျက်စိဖွင့်ထားရင်အယောင်အဆင်းအလင်းတန်းတွေဝင်တတ်ပါတယ်အာယုံတွေထွေပြားစေလို့တဲ့မျက်စိကိုမိတ်တဲ့အခါမှာတအားကြီးမမိတ်ပါနဲ့အားထည့်ပြီးတော့မမိတ်နဲ့လို့ပြောတာတဘာဝတိုင်းမျက်စိလေးကိုမှိတ်ထားလိုက်ပါမျက်စိကိုအားထည့်ပြီးတော့နင်းကံမှိတ်ရင်မျက်လုံးကပူပြီးတော့မျက်ရည်ပူတွေကျတတ်ပါတယ်ခန္ဓာကိုယ်ရိယဘုစိတ်တိုင်းကြပြီလားခန္ဓာကိုယ်ရိယဘုစိတ်တိုင်းမကြသေးရင်ပြန်ပြင်လိုက်ပါမိမိရဲ့ရိယဘုကိုပုံစံအချိုးကြပြီးအနေထားတီတီငြိမ်ငြိမ်နဲ့ဝိပဿနာရှုမဲ့အချိန်ကာလအတွင်းမပြင်းမပြောင်းမလုံမရှက်မကုတ်မဖဲ့ပဲနဲ့တည်ငြိမ်တဲ့အရိယဘုဖြစ်ပြီလားစိတ်တိုင်းမကြသေးရင်ပြင်လို့ရပါသေးတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယဘုကိုစိတ်တိုင်းကြသွားပြီဆိုရင်အာယုံကိုစုစည်းလိုက်ပါအရိယဘုကိုစိတ်တိုင်းမကြသေးရင်ပြင်လိုက်ပါစိတ်တိုင်းကြသွားပြီဆိုရင်လှုပ်ဖို့လှဲဖို့မစင်စားပါနဲ့ရွယ်ဖို့ဆောင်းဖို့မစင်စားပါနဲ့ပြင်ဖို့ပြောင်းဖို့မစင်စားပါနဲ့ကဲမိမိတို့ရဲ့အရိယာပုဂ္ဂိုလ်အစဉ်ပြေသွားပြီစိတ်တိုင်းကြပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကံစာလို့ပြောတော့တမ္မာတတိမကင်ဝင်လေထွက်လေမြင်အောင်ကြည့်တဲ့စာလို့ပြောတော့တမ္မာဝါယမမကင်ဝင်လေထွက်လေပုံမှာအာယုံကျနေပါစေစာလို့ပြောတော့တမ္မာတမာတိမကင်နာသီဝလေးလေးတို့ထိဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးတို့ထိထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါယောဂီတို့ရဲ့နာသီဝမှာဝင်လေလေးရှိနေပါတယ်ထွက်လေလေးရှိနေပါတယ်
ယောဂီတို့ရဲ့နာသီဝမှာဝင်လေလေးဖြစ်နေပါတယ်ထွက်လေလေးဖြစ်နေပါတယ်ငကိုရှိပြီးသားပဲငကိုဖြစ်ပြီးသားတရားလေးမိမိရဲ့နာသီဝမှာတိုးထိပြီးဝင်သွားတဲ့သဘောလေးမိမိရဲ့နာသီဝမှာတိုးထိပြီးထွက်သွားတဲ့သဘောလေးဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါဝင်လေထွက်လေကိုပြင်းပြင်းကြီးလည်းမရှုပါနဲ့ဝင်လေထွက်လေပြင်းပြင်းကြီးရှုရင်မောလာတတ်ပါတယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှုပါနဲ့ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှုတော့တိမ်မွေလွန်းလို့မသိတာဘူးတဲ့သူ့တဘာဝကြကြိုင်ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုပုံမှန်ရှုပါပုံမှန်ထုတ်ပါနာသီဝလေးလေးတို့ထိဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးတို့ထိထွက်ရင်ထွက်သွားတဲ့သဘောသေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာတမထာတဲ့ယောဂီရဲ့နာသီဝမှာဝင်လေထွက်လေတစုံဟာအသက်ရှင်နေတဲ့၍ရှိနေပါတယ်လောကဓမ္မသွားလာရုန်းကန်ရှာဖွေနေတော့ကတတိကင်းမဲ့နေတော့ဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိတတိမဲ့စွာရှင်အသက်ရှင်ခဲ့တဲ့နေ့ရက်တွေတတိမဲ့စွာအသက်ရှင်ခဲ့တဲ့လနှစ်တွေတတိမဲ့စွာအသက်ရှင်ခဲ့တဲ့များလာပါပြီဘဝခန္ဓာကြီးယက်တီခွင့်ရနေတာဘဝခန္ဓာကြီးအသက်ရှင်ခွင့်ရနေတာတခြားကြောင့်မဟုတ်ဘူးတဲ့ဝင်လေထွက်လေတစုံရှိနေလို့တဲ့အခုယောဂီတို့လက်တွေ့ကြကြပဲနာသီဝလေးလေးတို့ထိဝင်သွားပါလားနာသီဝလေးလေးတို့ထိထွက်သွားပါလားတတိနဲ့သေချာကြည့်ခွင့်ရတော့တိလာပါတယ်။အော်တို့များမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာဘယ်ဟုတ်မလဲ။ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တန်ခွင့်ရနေတာ။အဲ့ဒါတတိနဲ့ကြည်မှသိတာတဲ့။တတိနဲ့မကြည့်ရင်မသိဘူးတဲ့။အဲ့ဒီမသိတာတခြားမဟုတ်ဘူး။စာလို့ပြောတော့အဝိဇ္ဇာဝင်လေထွက်လေအာနာပါနရှုမှုထုံးမှုလေးကိုတိခွင့်မရအောင်ပိတ်ဆို့ထားတာအဝိဇ္ဇာနိဝရဏတဲ့မိမိရဲ့ခန္ဓာယက်တည်မှုအသက်ရှင်တန်မှုကိုတိခွင့်မရအောင်ပိတ်ပင်ထားတဲ့အဝိဇ္ဇာအဝိဇ္ဇာတိတိုက်တဲ့တရားတွေကြောင့်မသိအောင်ဖုံးပြတာရှာဟဲ့ဖွေဟဲ့တွားဟဲ့လာဟဲ့ပျော်ဟဲ့ပါဟဲ့မော်ဟဲ့ကြွားဟဲ့ဆိုပြီးတော့တဏှာတရားလုံးကနေကမကောင်းတဲ့အစွဲတွေမသိတိုက်တဲ့တရားတွေကိုတီးခွင့်ပေးနေတာလဲအဝိဇ္ဇာပဲတဲ့အခုအဲ့ဒီအဝိဇ္ဇာအဖုံးကိုခွာပြီးတော့ယောဂီတွေရဲ့နှာသီးဝမှာဖြစ်နေတဲ့ရှိနေတဲ့ဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်ပြီးတော့ကြည်ပေးပါနာသီဝမှာဝင်လေဆိုတာရှိနေတယ်နာသီဝမှာထွက်လေဆိုတာရှိနေတယ်နာသီဝမှာဝင်လေဆိုတာဖြစ်နေတယ်နာသီဝမှာထွက်လေဆိုတာဖြစ်နေတယ်အရှိတရားလေးပဲအဖြစ်တရားလေးပဲအဖြစ်တရားလေးပဲအရှိတရားလေးပဲဆိုပြီးတော့တတိနဲ့ကြည်ရင်တိလာပါတယ်တတိထာဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထာဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ယောဂီရဲ့ခန္ဓာကိုယ်ကြီးက
ကမ္မထာအာယုံပေါ်မှာတင်လိုက်ပြီဆိုရင်စိတ်ကလေးကဟိုပြေးလိုက်ဒီပြေးလိုက်ဒီပြေးလိုက်နဲ့ဟိုမျောလိုက်ဒီမျောလိုက်နဲ့ဩစိတ်များတည်ငြိမ်မှုရဖို့တတိနဲ့ထိန်ချုပ်ဖို့တော်တော်ခက်ပါလားခန္ဓာကိုယ်အရိယပုဂ္ဂိကဓမ္မရိပ်သာကြီးမှာငုတ်တုတ်ထိုင်နေပေမဲ့ဒီစိတ်လေပြေးခြင်းနဲ့စီပြေးနေတယ်သွားခြင်းနဲ့စီသွားနေတယ်ရောက်ခြင်းနဲ့စီရောက်နေတယ်ခန္ဓာထဲမှာစိတ်တစ်ထက်ထက်ကပ်နေဖို့ဆိုတာအဲ့ဒီစိတ်ကိုအပြေးမခံနဲ့အဝေးသွားမခံနဲ့အလွဲ့မခံနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်စေနဲ့ယောဂီတွေရဲ့နှာသီးဝဝင်လေထွက်လေလေးကိုဂရုစိုက်ပြီးတော့ကြည်ပေးပါတတိထားနော်တတိလွတ်သွားရင်ယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယာပုဟာငိုက်ကနေစိုက်ကနေဖြတ်ကနေဖြစ်သွားတတ်ပါတယ်ထိနမိတ်္ဓနိဝရဏတဲ့တတိတွေကိုဝင်ခွင့်မရအောင်ပိတ်ဆို့တတ်တဲ့တရားထိနမိတ်္ဓနိဝရဏတဲ့အဲ့ခြင်းတဲ့စိတ်တွေငိုက်ခြင်းတဲ့စိတ်တွေခန္ဓာထဲမှာနေကံပြီးတော့ဝင်လာတတ်တယ်ထိနမိတ်္ဓဝင်လာပြီဆိုရင်ခန္ဓာကိုယ်ကြီးကဟိုဘက်ယိမ်းလိုက်ဒီဘက်ယိမ်းလိုက်ရှေ့ဆိုင်သွားလိုက်နောက်လန်သွားလိုက်နဲ့တော်တော်ဆိုးတဲ့တရားပဲဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုတာအဝေးကြီးတတိကိန်းဖို့တောင်အဲ့ဒီထိနမိတ်္ဓနိဝရဏဆိုတဲ့အဲ့ခြင်းတဲ့စိတ်ငိုက်ခြင်းတဲ့စိတ်တွေကပိတ်ဆို့ပလိုက်တာအဝင်မခံပါနဲ့တတိဥစည်းနေပါစေဒီတတိသာရှိနေရင်ဒီတတိသာဆွဲနေရင်ဒီတတိသာမြဲနေရင်ဝင်လေထွက်လေကိုသေးသေးချာချာမြင်ပါတယ်နာသူကလေးလေးတုတ်တီဝင်သွားတယ်ဩဝင်လေလေးရဲ့သဘောပါလားနာသူကလေးလေးတုတ်တီထွက်သွားတယ်ဩထွက်လေလေးရဲ့သဘောပါလားတို့ရဲ့နာသီဝမှာဝင်လေလေးရှိနေတယ်ထွက်လေလေးရှိနေတယ်ဝင်လေလေးဖြစ်နေတယ်ထွက်လေလေးဖြစ်နေတယ်တဘာဝကြကြရှိနေတယ်တဘာဝကြကြဖြစ်နေတယ်ငကိုရှိပြီးသားငကိုဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့ကြည့်ပေးနေုံပဲတတိနဲ့ကြည့်ပြီးတိပေးနေုံပဲတတိတလုံးလက်ကင်သုံးအစုံနိဗ္ဗာန်ရတဲ့တတိဟာသိအရေးကြီးပါတယ်အဲ့ဒီတတိတလုံးကိုဆွဆွမြဲမြဲလက်ကင်သုံးလိုက်တာနဲ့ယောဂီတို့ဘဝခန္ဓာဒုက္ခသစ္စာချုပ်တဲ့နိဗ္ဗာန်ရဲ့အဆုံးထိရောက်နိုင်တယ်လို့ပြောတာတတိထားတတိမလွတ်ပါစေနဲ့အာယုန်တစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်စေနဲ့အရိယာပုဒ်တွေငြိမ်နေပါစေလှုပ်တာလှဲ့တာမဖြစ်စေနဲ့အရိယာပုဒ်တွေငြိမ်နေပါစေကုတ်တာဖဲ့တာမဖြစ်စေနဲ့အရိယာပုဒ်တွေငြိမ်နေပါစေရွယ်တာဆောင်းတာမဖြစ်စေနဲ့အရိယာပုဒ်တွေငြိမ်နေပါစေပြင်တာပြောင်းတာမဖြစ်စေနဲ့ယောဂီတို့ရဲ့အရိယာပုဒ်ဟာကမ္မထအာယုံပေါ်တင်လိုက်ပြီးဆိုကြတဲ့ကခုံပေါ်မှာတင်ထားတဲ့ကောပတ်ရုပ်ကလေးလိုငြိမ်နေပါစေတဲ့ခုံပေါ်မှာတင်ထားတဲ့ကောပတ်ရုပ်ကလေးလိုငြိမ်နေမှယောဂီတို့ရှေးဥစွာထူထောင်ရမယ့်တမထဆိုတာအမြင့်ဆုံးထိရောက်လာမှာပါတတိထားပေးပါတတိမလွတ်ပါစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတော့ခန္ဓာကိုယ်ကောင်းမွန်စွာအသုံးချနေတဲ့အချိန်မှာဒီအချိန်ရဲ့တန်ဖိုးကိုကောင်းကောင်းသိပါစေနောက်ဒီကလေးလေးတို့တီဝင်ဝင်သွားတဲ့သဘောနောက်ဒီကလေးလေးတို့တီထွက်ရင်ထွက်သွားတဲ့သဘောသေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါ
ဝိပဿနာအစဝင်လေထွက်လေကားတဲ့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးအမြင့်ဆုံးအထိတမာတိတွေရောက်မှယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကအဖြစ်တရားကိုကောင်းမွန်စွာသိပြီဆိုရင်ဘယ်လိုပြတ်မှာလဲဘယ်လိုပြတ်မှာလဲဆိုတဲ့ဝိပဿနာဉာဏ်ကောင်းကောင်းသွင်းပြီးတော့ကြည်နိုင်မှာပါတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထားပြီနော်အရိယပုရိငြိမ့်နေပါစေတချို့ကခန္ဓာကိုယ်ကိုရိမ့်နေတယ်ရှေ့ကိုစိုက်နေတယ်ဖြစ်နေတယ်နော်တတိနဲ့ပြန်ထိတ်တတိယအရေးကြီးပါတယ်တတိလွတ်သွားရင်ခန္ဓာကိုယ်ကရှေ့ကိုငိုက်ကနေဖြစ်သွားတယ်အရိယပုကရိမ့်ကနေရိုင်ကနေဖြစ်သွားတယ်မကောင်းတဲ့စိတ်ခန္ဓာထဲမှာနင်းကန်ပြီးတော့ဝင်နေတာထုတ်ပြလိုက်တန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးတိတိအသုံးချပါယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီတမာတိအားကောင်းတဲ့ပုဂ္ဂိုလ်များကဝင်လေထွက်လေကိုဖြုတ်ပြီးခန္ဓာဘက်ကိုညံလှည့်ကြည့်ပါတမာရီအားနေသေးတဲ့ပုဂ္ဂိုလ်များကဝင်လေထွက်လေကိုဆက်လက်ရှုမှတ်ပါအရိယဘဝတည်ငြိမ်ပြီဝင်လေထွက်လေရရှုမှတ်တာတတိနဲ့ကပ်နေပြီဆိုရင်ထိုပုဂ္ဂိုလ်များကခန္ဓာဘက်ကိုညံလှည့်ကြည့်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲနောက်ကနေညံနဲ့စောင့်ကြည့်ပါ15မိနစ်ကျော်လာပြီဆိုတော့ခန္ဓာကြီးကနားလာမယ်ကျင်လာမယ်ပူလာမယ်ညောင်းလာမယ်ထုံလာမယ်စူးလာမယ်အောင်လာမယ်ဘယ်သူကပြောမလဲဆိုရင်ခန္ဓာကပြောမှာအဲ့ဒီခန္ဓာပြောသမျှကိုဉာဏ်နဲ့သာစောင့်ကြည့်ပါခန္ဓာကပြောသမျှကအရှုခံတွေနောက်ကညံနဲ့သာအတွင်တွင်စောင့်ကြည့်ပေးနေလိုက်တယောက်နဲ့တယောက်ပေါ်လာတဲ့ဝေဒနာတံဖောက်ပြန်မှုတွေတယောက်နဲ့တယောက်ဖြစ်လာတဲ့ဝေဒနာတံဖောက်ပြန်မှုတွေဟာမတူပါဘူးနားတဲ့သူကနားမယ်ကျင်တဲ့သူကကျင်မယ်ပူတဲ့သူကပူမယ်ညောင်းတဲ့သူကညောင်းမယ်ထုံတဲ့လူကထုံမဲဒါခန္ဓာရဲ့သဘောတွေပဲဩခန္ဓာသဘောခန္ဓာသဘောလိုချင်တာတခုမှမပြပါလားဒီခန္ဓာကြီးကမလိုချင်စရာတွေပဲပြနေတာပါလားခန္ဓာကဘာတွေပဲပြယောဂီတို့ကဉာဏ်နဲ့စောင့်ကြည့်ပါခန္ဓာပြသမျှဉာဏ်နဲ့စောင့်ကြည့်မှအနိစ္စကိုတွေ့မှာတဲ့ခန္ဓာပြောသမျှဉာဏ်နဲ့စောင့်မကြည့်ပဲနဲ့ငါနဲ့သာကြည့်နေရင်အနိစ္စတွေ့ဖို့အဝေးကြီးတဲ့ဉာဏ်နဲ့စောင့်ကြည့်ပါဉာဏ်နဲ့စောင့်ကြည့်ပါအိမ်ယာနဲ့ရိတ်တာတဲ့ဘဝနာနဲ့ဘာဝနာတဲ့ယောဂီတို့ရိတ်တာကိုလာတယ်ဆိုတာမိမိကိုမိမိရှာဖွေတာတဲ့ရှာတယ်ဆိုတာတခုခုဖုံးနေလို့ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုတခုခုဖုံးကွယ်နေလို့လာပြီးတော့ရှာတာစာကောပฏิနိတကောမုတ်တိအနာလယောတဲ့စာကောတဲ့နားလျောင်ပြောရင်စွန့်တာစာကောဆိုတာဘလို့စွန့်တယ်လဲဆိုရင်တဲ့
ဝါမြစ်ကလေးကိုတစ်ပတ်ချင်းခွာသလိုတဖြည်းဖြည်းစွန့်လာတယ်ပဋိနိဒကောတဲ့ပဋိနိဒကောဆိုတာကမြစ်ချင်းချိုးမြစ်စိမ်းချိုးချိုးသလိုပဲတဲ့ဆိုအတင်းစွန့်လိုက်တာမုတ်တီတဲ့လွတ်အောင်ယုံထွက်တာတဲ့အနာလျောတဲ့နောက်ပြန်ကိုလှည့်မကြည့်တော့ဘူးတဲ့အလျက်ပြတ်စွန့်လိုက်တာတဲ့ကိုယောဂီတို့ကနံပါတ်1ဖြည်းဖြည်းစွန့်မယ်နံပါတ်2မြန်မြန်စွန့်မယ်နံပါတ်3အလွတ်ယုံမယ်နံပါတ်4နောက်လှည့်မကြည့်နိုင်အောင်ကိုစွန့်ရမှာအစင်စင်စွန့်ရမှာပဲဖြည်းဖြည်းစွန့်မယ်မြန်မြန်စွန့်မယ်အလွတ်ယုံမယ်ယုံထွက်မယ်နောက်လည်းမကြည့်တော့ဘူးအဲ့ဒါလိုကိုစွန့်နိုင်ရမှာဒီလေးမျိုးတွေကတစ်မျိုးမျိုးနဲ့ခန္ဓာကိုဖုံးကွယ်နေတဲ့အဝိဇ္ဇာကိုခွာပြစ်ရမှာစိတ်ပါရင်အိယာကရိတ်တာဖြစ်တဲ့စိတ်မပါရင်ရိတ်တာဟာအိယာဖြစ်သွားလိမ့်မယ်ယောဂီတို့စိတ်သာတကယ်စွစွနစ်နစ်ပါတယ်ဆိုရင်မိမိတို့အဆောင်နေရာရောက်နေရင်လဲအိမ်နေတဲ့အခါမှာတရားလေးရှုမှတ်နေရင်ရိတ်တာမှာရောက်နေတာ ਨੇ အတူတူပဲတဲ့အခုလိုဓမ္မဣတာကြီးထဲမှာယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကမ္မထယုံပေါ်တင်းပြီးတော့စိတ်တွေကတွေးလိုက်ငေးလိုက်ဆွေးလိုက်ငိုက်လိုက်ဆိုရင်ရိတ်တာမှာရောက်နေပြီမဲ့အိယာတွေရောက်နေတာ ਨੇ ဘာထူးလဲတဲ့စိတ်ပါရင်အိယာဟာရိတ်တာဖြစ်တယ်စိတ်မပါရင်ရိတ်တာဟာအိယာဖြစ်တယ်တဲ့မိမိတို့ရဲ့နှလုံးသွင်းမှန်ဖို့အမြင်ရှင်းဖို့ဆိုတာကတတိနဲ့ဆွဲဆွဲမြဲမြဲမှတ်ပြီးတော့ခန္ဓာကပေါ်လာသမျှအရှုခံတွေကိုဉာဏ်နဲ့သာစောင့်ကြည့်လိုက်တဲ့ဘယ်နေရာရောက်ရောက်ရိတ်တာပဲတဲ့ခန္ဓာကိုယ်ကလည်းဘာမှမပြဘူးတရားတွေပဲပြမှာအဲ့ဒီခန္ဓာကပြတဲ့တရားတွေကိုဉာဏ်နဲ့အပီးပြင်းစောင့်ကြည့်ပေးနေုံပဲစိတ်ကိုတတိနဲ့ထိန်လိုက်ပါယောဂီတို့ရဲ့စိတ်မှာတတိလွတ်နေရင်ရတဲ့ဘဝဟာနာစရာဖြစ်မယ်စိတ်နဲ့တတိနဲ့ကပ်နေပြီဆိုရင်အာထုတ်နေသမျှဘာဝနာဖြစ်မယ်တဲ့တတိပါရင်တွေ့ကြုံသမျှအရာရာတိုင်းဟာယေရနာပဲတတိလွတ်ရင်တော့မြင်မြင်သမျှအရာရာတိုင်းဟာရတာနာတာပဲတဲ့တတိဘလောက်အရေးကြီးတယ်လဲတတိနဲ့စောင့်ကြည့်ဘာဝနာညာနဲ့ဆုံးဖြတ်ချက်ချတတိနဲ့စောင့်ကြည့်ဘာဝနာညာနဲ့ဆုံးဖြတ်ချက်ချခန္ဓာမှာပေါ်လာသမျှအရှုခံတွေကြည့်ပဲနာကျင်ကြိုက်ခဲညောင်းထုံပူအေးစူအောင်ခန္ဓာမှာပေါ်လာသမျှဟာအရှုခံတွေကြည့်ပဲအဲ့ဒီရှုခံတွေကိုနောက်ကအရှုဉာဏ်လေးနဲ့သေချာစောင့်ကြည့်ပါယောဂီတို့ဆိုတာကနတ်တွေလိုကံကိုမှီပြီးစားသုံးနေတဲ့ပုံကိုယ်တွေမဟုတ်ဘူးလုံလဝရိယနဲ့ကြိုးစားအားထုတ်မှလောကအရေးရောလောကုတ္တရာရေးရောအောင်မြင်ပြီးရှေ့တန်းကိုရောက်တာအခုယောဂီတို့ကြိုးစားအားထုတ်နေတာကလောကုတ္တရာအရေးဝရိယစိုက်တတိဆွဲဆွဲကတ်ထားပေါ်လာသမျှအရှုခံကိုညာနဲ့စောင့်ကြည့်ဒုက္ခတွေချုပ်ပြီးတော့လိုချင်တဲ့နိဗ္ဗာန်ပန်းတိုင်ကိုတဖြောင်နဲ့ရောက်မှာတဲ့လောကနဲ့ဓမ္မနဲ့ဆိုတာအတ္တအနေနဲ့ဓမ္မနဲ့ပါတဲ့
Ada suraga kutwe be jira, kutwe be tira. Anada suraga kutwe dao majiro bude. Jogiro yashira de kanajiga ada kandago mho bude. Anada kandago. Loka ne majaro ada ne yonga lo shanira. Ngashama ngayama. Ngashama ngashima. Ngashama ngasimbi Loka suraga ada nere. Aku damai dah cuma jauh lebih. Mimi ruye khanda koji ko kamatha ayung bo ten like de sura. Lokodra ne mi ko lara. Ari lokodra ne karo dhamma nere. Dhamma ne sura khanda ji ko ji like do anatta. Oh, ko dao ma pain ba la. Ma tu bu no. Loka ne lokodra ne ma tu bu. Loka nega nga uzira, lokodra nega nga mashiba de. Kanare ma mui nau biro shaji like. Beniyama nga mashibu. Nga naram ho nare the boli. Nga jena mo jene the boli. Nga pura mo pure the boli. Nga sura mo sure the boli. Nga auna mo aune the boli. The boli di be shit. Ai bola the mya the bo mya li de ko. Now got Yane Sound Gilain, or Naso Nabaim Hobala. Asomea another Jibala. Naga Kainelo Tena, Naga Painelo Tena, Akuro Kainle Makai, Painle Mapai, Kanama Pola the Miati Ha, Pshibiro Pianibala, or Pshibi Piera, and Nesa. Piamantira Mecca or Pshibi Pieta Anesa Piamantira Mecca Kandaye Nyaye Kandaye Nyaye Adalo Kandane Gani we so yen Jogi Aria Boha Dinye Biro Anesa go Twini Babi Tadita Waria side Pinyane Sound Jiba Tadita Waria Sai Pinyane Sound Jiba Vipatana Alo Sura Kanda Pshisingo Sound Jira Kanda Blu Pshinire Narari Pshinira Janari Pshinira Purari Pshinira Nara Jena Pura Pshita Sound Jira Vipatana Alo de Pura blue pura le pure the boga below le Jena blue jena le jene the boga below le Nara blue nara le nare the boga below le Sound ji the lone pioye nyane sound ji Kanda Pshisingo Nyane sound ji balu piora Jema be jenda de kanda ji yatara Puma be Buddha de kanda ji yatara Nama be nada de kanaji yatara. Navadi chimbadi pubadi subadi ombazi. Nyaneda sound jiva. Nyane sound jiro o pure the boli pietwa bala. O jene the boli pietwa bala. O nare the boli pietwa bala. She nare the one and now nare the boli madu. Tilaida nya. She jene the boli and now jene the boli madu. Tilaida nya. She owned the volley and not owned the volley matu, Tilaida nya, or Kanda dema, Pill like a sato like, Pill like a sato line, Nyanga tibene me. Adi pipi pieto a sato at the bogo, Nyanga tibene, or Kanda dema, Taribe Shiva la Naga danare, Nani de Lutina, Mahoba, Pill like a sato line. Naga the Jene General Tena Mahoba Piel like a sato line. Naga the Bude Bunidelu Tena Mahoba Piel like a sato line. Nyanga Tibine Yome Kandarega Anesago Mi on Jiba Kanda dega Anesago mi on jiba Tadita
ဝရိယစိုက်ပါပညာနဲ့စောင့်ကြည့်ပါခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေယောဂီတို့တရားရှုမှတ်လာတာအချိန်မိနစ်30ရှိသွားပါပြီအချိန်မိနစ်30ပြည့်သွားပြီဆိုတော့တယောက်နဲ့တယောက်ဝေဒနာတွေဓာတ်တွေဖောက်ပြန်မှုတွေမတူပါဘူးအမျိုးမျိုးတွေကတစ်မျိုးမျိုးတော့ပေါ်နေမှာပဲဖြစ်နေမှာပဲနာမဲ့သူကနာမယ်ကျင်မဲ့သူကကျင်မယ်ပူတဲ့သူကပူမယ်မတူဘူးတယောက်နဲ့တယောက်ပေါ်လာတဲ့ဝေဒနာတံဖောက်ပြန်မှုတွေကမတူပါဘူးအဲ့ဒါတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပေးပါဩခန္ဓာတို့ကအနေသာတယ်လို့ထင်နေတာဘယ်အနေသာမလဲဝေဒနာတွေပဲရှိတာနေသာတဲ့ခန္ဓာမဟုတ်ဝေဒနာတွေပဲရှိတာနေသာတဲ့ခန္ဓာမဟုတ်ဖောက်ပြန်မှုတွေပဲရှိတာနေတာတဲ့ခန္ဓာမဟုတ်ဖြစ်ပျက်တွေပဲရှိတာဒီခန္ဓာထဲမှာလေဉာဏ်နဲ့မှွေးနောက်ကြည့်လိုက်တော့ဘယ်နေရာပဲကြည့်ဖြစ်ပျက်ပဲတွေ့တာနားတဲ့ဘောလေးဖြစ်လာပြီဉာဏ်နဲ့ရှိတော့ဉာဏ်နဲ့ကြည့်လိုက်တော့အော်ပြက်သွားပြီကျင်တဲ့သဘောလေးဖြစ်လာပြီဉာဏ်နဲ့ကြည့်လိုက်တော့ပြက်သွားပြီပူတဲ့သဘောလေးဖြစ်လာပြီဉာဏ်နဲ့ကြည့်လိုက်တော့ပြက်သွားပြီအော်ခန္ဓာထဲမှာဖြစ်ချင်းပြက်ချင်းတွေပဲရှိပါလားဖြစ်တာလဲဒုက္ခပြက်တာလဲဒုက္ခဩဖြစ်ပြက်ကဒုက္ခသစ္စာဆိုတာဒါပြောပါလားဖြစ်ပြတဲ့မြသင်္ခါရဒုက္ခသစ္စာမှတ်တဲ့ဘုရားရှင်ရဲ့လိုကြမဝတ်စရောကြီးကဆောင်းပုတ်လေးနဲ့တောင်ပြောခဲ့တာခန္ဓာထဲမှာဖြစ်နေတာလဲဒုက္ခခန္ဓာထဲမှာပြက်နေတာလဲဒုက္ခဖြစ်ပြတဲ့မြသင်္ခါရဒုက္ခသစ္စာမှတ်တဲ့ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကတလုံးနဲ့ပြောတော့ဒုက္ခသစ္စာကြီးဖြစ်နေရတာလဲဒုက္ခပြက်သွားတာလဲဒုက္ခဖြစ်ပြတဲ့မြသင်္ခါရဒုက္ခသစ္စာမှတ်တဲ့ဒုက္ခသစ္စာခန္ဓာကြီးပဲငါမရှိသူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တ attva မရှိဒါကိုယောဂီတို့ကငါလို့ထင်နေတာဖြစ်ပြမှုတွင်ငါကောင်းထင်ခင်မင်တမှုရိယမှတ်တဲ့ဖြစ်ပြဒုက္ခသစ္စာပျောက်ပြီးတော့သူပဲငါပဲယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတ attva ပဲလို့ထင်လို့တမှုရိယသစ္စာတွေနဲ့ရစ်ပတ်နေတာတဲ့ဖြစ်ပြမှုတွင်ငါကောင်းထင်ခင်မင်တမှုရိယမှတ်တဲ့သူတွေငါတွေထင်လို့ယောဂီတို့တမှုရိယဒေါကရုံမထွက်နိုင်တာတဲ့သမုဒိယသစ္စာမဟုတ်ဘူးတဲ့ဒုက္ခသစ္စာကြီးတဲ့ယုံနာအလုံးဖြစ်ပြက်သုံးချုပ်ဆုံးနိဗ္ဗာန်မှတ်တဲ့ဒုက္ခသစ္စာပဲရှိတယ်တဲ့ယုံနာပဲရှိတယ်ခန္ဓာ၅ပါးပဲရှိတယ်မဟုတ်ဆိုတော့ရပြောတာနော်အေးအကျယ်ချဲတော့ခန္ဓာ၅ပါးတဲ့အကျဉ်းချုပ်တော့ယုတ်တရားနဲ့နံတရားတဲ့အဲ့ဒီယုံနာကိုဉာဏ်နဲ့ဒုက္ခတွေချုပ်ဆုံးအောင်ရှုလိုက်ပါတဲ့ခန္ဓာ၅ပါးအကျဉ်းချုပ်တော့ယုတ်တရားနဲ့နံတရားအဲ့ဒီယုံနာကိုဉာဏ်နဲ့ဒုက္ခတွေချုပ်ဆုံးအောင်ရှုလိုက်ရင်ယုံနာအလုံးဖြစ်ပြသုံးချုပ်ဆုံးနိဗ္ဗာန်မှတ်တဲ့ယုံနာနေချုပ်ဆုံးတဲ့နိဗ္ဗာန်ကိုတိုက်ရိုက်ရောက်မယ်လို့ပြောတာဩအရှိကခန္ဓာ၅ပါးပါလားယုံနာတစ်စုံပဲရှိပါလားဒီယုံနာတစ်စုံကိုဉာဏ်နဲ့ချုပ်ဆုံးအောင်ရှုရင်ယောဂီတို့နောက်ကမဉဏ်ဆိုတာအစဉ်သင့်ဝင်လာမှာတဲ့ချုပ်ဆုံးမှုတွင်ဉာဏ်သက်ဝင်သိမြင်မက်ဟုမှတ်တဲ့ယုံနာချုပ်ဆုံးအောင်နောက်ကဉာဏ်နဲ့ရှုနေရင်မက်အစဉ်ဟာအစဉ်သင့်ဝင်လာမှာတဲ့ချုပ်ဆုံးမှုတွင်ဉာဏ်သက်ဝင်သိမြင်မက်ဟုမှတ်တဲ့ဒါ
ံပိုးကြည့်လိုက်တာငါမရှိသူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တ attva မရှိခန္ဓာ၅ပါးသာရှိယုံနံသာရှိဒုက္ခသစ္စာသာရှိလို့ဉာဏ်နဲ့ဆုံးဖြတ်ချက်ချရှုနေရင်မဉဏ်ဟာအစဉ်သင့်ကိုဝင်မှာတဲ့ဒါကြောင့်မဟုတ်ဆိုတော့ရပြောပါတယ်ဖြစ်ပြတဲ့မြသင်္ခါရဒုက္ခသစ္စာမှဖြစ်ပြမှုတွင်ငါကောင်ထင်ခင်မင်သမုဒိယမှတ်ယုံနံအလုံးဖြစ်ပြသုံးချုပ်ဆုံးနိဗ္ဗာန်မှတ်ချုပ်ဆုံးမှုတွင်ဉာဏ်သက်ဝင်သိမြင်မဟုမှတ်အဲ့ဒီမဉဏ်ရဖို့အတွက်ဒီခန္ဓာကိုယဉ်ပြီးတော့ဝရိယတန်တန်ဇွဲမှန်မှန်နဲ့ရှုပါတဲ့တတိထားပါတတိမလွတ်ပါစေနဲ့ယောဂီတို့ဝိပဿနာကမ္မထာစီးဖြန်းလာတာအချိန်35မိနစ်ရှိသွားပါပြီတတိထားပေးပါဝရိယစိုက်ပေးပါခန္ဓာမှာပေါ်လာသမျှအရှုခံတွေကိုအရှုဉာဏ်နဲ့ထက်ခနဲ့ကပ်ခနဲ့မိအောင်ရှုပေးပါခန္ဓာကြီးကဖြစ်ပြီးတော့ပြက်နေတယ်ဖြစ်ပြီးမှတော့ပြက်မှာပဲပြက်ဖို့အတွက်ဖြစ်လာတာပဲအဲ့ဒီထဲမှာငါနာတယ်ငါကျင်တယ်တွားမလုံးနဲ့ငါကြိုက်တယ်ငါခဲတယ်တွားမလုံးနဲ့ငါညောင်းတယ်ငါထုံတယ်တွားမလုံးနဲ့ငါပူတယ်ငါအေးတယ်တွားမလုံးနဲ့ငါစူးတယ်ငါအောင့်တယ်တွားမလုံးနဲ့ခန္ဓာထဲမှာရှိတာကဖြစ်ခြင်းနဲ့ပြက်ခြင်းပဲအဲ့ဒီဖြစ်ခြင်းပြက်ခြင်းကိုငါဖြုတ်ပြီးတော့ဉာဏ်နဲ့အတွင်တွင်ကြည့်ပေးပါဘေချာကြည့်ပါမြင်အောင်ကြည့်ပါဘယုဆိုင်ကြည့်ပါစူးဆိုင်ကြည့်ပါခန္ဓာမှာပေါ်လာသည်များအရှုခံတွေအရှုဉာဏ်နဲ့မိအောင်ကြည့်မလွတ်တမ်းကြည့်ဘာမှအသုံးမကျတဲ့ခန္ဓာကြီးသိရင်ဆွဲပြက်မှဒီခန္ဓာကြီးအိမ်မှာ3ရက်တောင်ဘယ်သူမှမထားဘူးမသေးခင်တာခိုင်ကောင်လို့မို့ရှားဖွေရတာနဲ့ကို့အတွက်အဆင်ပြေနေလို့ဟုတ်လာကြီးထင်နေတာချော့မော့ပြီးခိုင်းနေကြတာတကယ်လဲသေသွားရောချစ်လာပါတယ်ဆိုတဲ့ပုံကိုယ်တွေအနာတောင်မကတ်ဘူးဘယ်သူမှကြာမထားဘူးဒီခန္ဓာကြီးတုတ်တန်ကိုအမြန်ဆွဲပြက်မှာနေချင်းချရတာနဲ့တညအိတ်ထားရတာနဲ့ဒါပဲရှိတော့တယ်အဲ့ဒါလို့ဘာမှအသုံးမကျတဲ့ခန္ဓာကြီးကိုညံဥသိပြီးတေချာသုံးဒါကြောင့်ဘုရားရှင်ရဲ့လို့ကြမဟုတ်စရကြီးပြောတာပေါ့အသင်မအိုးမီညံဥအောင်ဝိပဿနာတရားတွေကိုကြိုးစားအားထုတ်ကြတဲ့အေးတဲ့ညံမဥလို့ကတော့အသေးကဥသွားမယ်အဲ့ဒါလို့ညံဥပဲနဲ့အသေးဥသွားရင်သေးကြတာကတော့ကြံရင်ခဲ့တဲ့မိသားစုကမြန်ဆွတ်ပြတ်ပါတယ်အိမ်ရှိရှုပ်လွန်းလို့တဲ့မကြခင်ပုတ်စော်နာမဲ့ဒီခန္ဓာကြီးဘယ်သူမှမထားဘူးတဲ့အသက်ရှင်စင်မို့လို့ကိုယ့်အတွက်အသုံးကျသေးလို့ရှားဖွေရတာအစဉ်ပြေသေးလို့တကယ်ခင်သေးရောင်ဖြစ်နေသေးလို့ဟုတ်ထင်နေကြတာတကယ်လဲသေရောဆွဲပြစ်တာပဲအဲ့ဒီလိုအသုံးမကျတဲ့ခန္ဓာကြီးကိုကောင်းကောင်းအသုံးချပါတန်ဖိုးကိုသိပါတန်ဖိုးကိုသိပါတန်ဖိုးကိုသိမှဘာဝနာဉာဏ်ဖြစ်အောင်တကယ်လုပ်မှာတန်ဖိုးမသိတဲ့ပုဂ္ဂိုလ်တွေကဘာဝနာဉာဏ်ဖြစ်အောင်လုပ်တာမဟုတ်ဘူးလောကထဲမှာဒီခန္ဓာကြီးကိုဘာမှအသုံးမကျဘဲနဲ့အလကားဖြုံ့ပြနေတာယောဂီတို့ဆိုတာအဲ့ဒီတည်းကယုံထွက်လာတာစွမ်းအားရှိသမျှအသုံးချလိုက်ပါဝိပဿနာဆိုတာခန္ဓာဖြစ်စဉ်ကိုဉာဏ်နဲ့စောင့်ကြည့်တာတဲ့ရှေ့ကဖြစ်ပြီးပြက်တာကနေဆနောက်ကပြတ်မှန်းသိတာကမက်ကရှေ့စိတ်ကိုနောက်စိတ်နဲ့ကြည့်တာဝိပဿနာတဲ့ရှေ့စိတ်ကလေးကဖြစ်ပြီးတော့ပြက်နောက်စိတ်ကလေးကအစာထုံညာကသိပေးလိုက်လို့ပြောတာ
ရှေ့စိတ်ကိုနောက်စိတ်နဲ့ကြည်တာဝိပဿနာအရှိကိုအသိနဲ့လိုက်တာဝိပဿနာရှေ့အသေးကိုနောက်အနေနဲ့ကြည်တာဝိပဿနာရှေ့နံကိုနောက်ညံနဲ့ကြည်တာဝိပဿနာတဲ့အသေးကိုအရှင်နဲ့ကြည်တာဝိပဿနာတဲ့ရှေ့ခန္ဓာလေးရတဲ့ချက်ပြက်သေးနောက်ကအစထိုးတဲ့ဉာဏ်အရှင်လေးနဲ့ကြည်တာကိုပြောတာခန္ဓာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမေဃသစ္စာအဲ့ဒီမေဃသစ္စာဝင်နေရင်ခန္ဓာကိုပြင်းခြင်းနဲ့တဏှာလှုပ်ခြင်းလက်ခြင်းနဲ့တဏှာမလာတော့ဘူးတဲ့အဲ့ဒီတဏှာသေသွားတာကသမုဒိယသစ္စာနောင်ဒုက္ခတွေရုပ်သိမ်းချုပ်ငြိမ်းတာကနိရောဓသစ္စာသစ္စာ၄ချက်စိုက်အောင်သစ္စာ၄ချက်ကြိုက်အောင်ခန္ဓာကိုဉာဏ်နဲ့ထွင်းဖောက်ပြီးတော့ကြည်လိုက်ပါခန္ဓာထဲမှာအပြက်တွေပဲရှိတယ်ခန္ဓာထဲမှာအသေးတွေပဲရှိတယ်ခန္ဓာထဲမှာအသုံးမကျတာတွေပဲရှိတယ်ခန္ဓာထဲမှာမနှိမ့်မြို့စရာတွေပဲရှိတယ်ခန္ဓာထဲမှာယွန်စရာတွေပဲရှိတယ်ဒါကိုဉာဏ်နဲ့စောင့်ကြည့်ပေးလိုက်ပါခန္ဓာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာစောင့်ကြည့်တဲ့ဉာဏ်ကမေဃသစ္စာခင်းတဲ့တဏှာဆွဲလန်းတဲ့ဥပါဒံအာထုတ်တဲ့ကံတွေသေသွားတာကသမုဒိယသစ္စာနောင်ဒုက္ခတွေရုပ်သိမ်းချုပ်ငြိမ်းတာကနိရောဓသစ္စာသစ္စာ၄ပါးတန်တရာကလွတ်မြောက်ရေးတရားတဲ့သစ္စာ၄ပါးကိုပွားများအားထုတ်နေတာသည်တဲ့တန်တရာကလွတ်မြောက်အောင်ကြိုးစားနေတာတဲ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းတဲ့စိတ်ကလေးကနတ်တရားတရားချဖို့ပြင်လိုက်ဆင်လိုက်တာကယုတ်တရားအချိန်စေးပြီးတဲ့တရားချတော့မယ်တဲ့တိလိုက်တဲ့စိတ်ကလေးသည်နတ်တရားတရားချဖို့ပြင်လိုက်ဆင်လိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ယုတ်တရားယုတ်ကလည်းဖြစ်ပြီးတော့ပြက်နာငါလည်းဖြစ်ပြီးတော့ပြက်ယုံနံတစုံသည်ဖြစ်ပြီးတော့ပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေ့ပြီးမို့တရားချလို့ရပါပြီယုံနံတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေ့ပြီးမို့တရားချလို့ရပါပြီတရားချတဲ့ခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့နေတိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေ့ပြီးမို့တရားချလို့ရပါပြီ